အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့ day number 2ဖြစ်ပါတယ်ဟုတ်ပါတယ်ပုံမှန်တိုင်းကျွန်တော်ဒီနေ့ coffee တစ်ခွက်ပါမယ် coffee ကိုတော့ကျွန်တော်ပြားရည်ကဒီ teaspoon နဲ့တစ်စုံစာထည့်ထားတယ်ပြီးရင်သမ ्या ဒီနှစ်စိမ့်ညှိပြီးထည့်ထားပါတယ်ပြီးရင်ကျွန်တော်ဒီနေ့တော့ဒါလေးစားချင်တာပေါ့နော်ဒီဟာကတော့ဒိန်ချင်ဖြစ်ပါတယ်သူကတော့ဒီ flavor ပါပြီးသားပေါ့ဒီ blueberry တို့ strawberry တို့ပါပြီးသားဟာဖြစ်ပါတယ်ပြီးနောက်ထပ်တစ်မျိုးကတော့တရက်သီးပါ my favorite ဒါကတော့ပုံမှန်တရက်သီးတစ်လုံးဖြစ်ပါတယ်ပြီးရင်ဒါကတော့အုတ်နဲ့လှုပ်ထားတဲ့ပါမုတ်နှစ်ချက်ဖြစ်ပါတယ်ဒီနေ့ကတော့နည်းနည်းတူးတူးလေးဖြစ်သွားတယ်ဒါကတော့ကျွန်တော်ရဲ့ first meal လေးပဲဖြစ်ပါတယ်ကျွန်တော်စားလိုက်ပါဦးမယ်ကျွန်တော်ဆိုရင်ထမင်းအရင်ကြိုက်တဲ့ထဲမှာပါတယ်ဘယ်တော့ထမင်းဥမာကွာဟောပေါ်တော့စားရင်လည်းထမင်းစားရှင်တယ်ဟောပေါ်ဘလောက်ပဲစားပြီးပြန်လာထမင်းစားရှင်တယ်ထမင်းစားပြီးအိတ်လိုက်ရမှာထမင်းစားတရက်တာနေ့တစ်နေ့မှာထမင်းအနည်းဆုံး at least တစ်နက်မဝင်ဘူးဆိုရင်ကိုယ့်ကိုစိတ်တိုင်းကြရတယ်မှာမပါဘူးဘလောက်ပဲစားကောင်းတောက်ကောင်းစားနေပါစီကွာထမင်းတစ်နက်မစားရရင်မနေနိုင်ဘူးပြောမယ်ဆိုရင်ထမင်းကြိုက်တဲ့ထမင်း lover ပြောချင်တာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီလိုမျိုးဒီ diet လုပ်နေတဲ့အချိန်မှာလေအရင်ခက်ခဲတယ်ထမင်းမတရားစားကြတယ်ဒါပုံနေပြောရတယ်ထမင်းအရင်စားခြင်းတယ်ပြီးရင်ကျွန်တော်တို့ကဘယ်လိုမျိုးကနေကြီးပြင်းလာလဲဆိုရင်ထမင်းကို share ကြိတ်တဲ့ family ကနေမှကြီးပြင်းလာတယ်အဲ့လိုမျိုးဆိုတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အိမ်မှာဆိုရင်မနေ့ဆိုရင်ညကိုကျွန်တော်တို့ကထမင်းကိုပိုချက်တယ်ပြီးရင်အဲ့ဒီညကျန်တဲ့ထမင်းညကိုမနေ့ဆိုရင်ထမင်းကိုကျွန်တော်တို့ပဲပြုတ်နဲ့နေ့တိုင်းအမေကပဲပြုတ်ဒါမှမဟုတ်ရင်ကြက်ဥထမင်းကြော်ပြီးတော့လုံးဝ breakfast ကျွန်တော်တို့အပြင်ကနေအီကြာကွေးစမူစာအဲ့လိုရှမ်းခောက်ဆွဲဘာညာဝယ်စားတယ်ဆိုတာတစ်လမှာနှစ်ကြိမ်ပဲသတ်မှတ်ထားတယ်15ရက်တစ်ခါပြီးရင်လကုန်တစ်ခါအမေကအဲ့လိုထားတာပြီးရင်ဘာစားရလဲဆိုတော့ထမင်းကြော်အဲ့လိုမျိုးရှမ်းခောက်ဆွဲတို့ဈာတည်စာကြီးလှုပ်စားခြင်းလေအိမ်မှာပဲမနေ့အစောကြီးလှုပ်စားကြတာမိသားစုစုံနဲ့အဲ့ဆိုတော့ထမင်းကပထမ breakfast လဲထမင်းပြီးရင်နေ့လယ်12နာရီဆိုအဖေကသူကနေ့လယ်စားထမင်းစားချိန်ပြန်လာပြီအလုပ်ကနေထမင်းစားချိန်ပြန်လာပြီအမအကုန်လုံးစုပြီးတော့ထမင်းစားတယ်ပြီးရင်ညနေကျွန်တော်တို့အိမ်မှာတင်တာစားတာဆိုရင်ညနေ9နာရီခွဲ6နာရီဆိုရင်ညသာစားပြီအဲ့ချိန်မှာဆိုရင်လည်းထမင်းက3နက်ပါတယ်ဂျားမှာကျွန်တော်တို့က2နာရီဆိုရင် tea break ဆိုပြီးတော့လက်ဖေးပုံမှန်တောက်တယ်ခေါ်ခါးတွေအိမ်တိုင်းမှာလက်ဖေးတောက်တယ်2နာရီ3နာရီဆိုလက်ဖေးတောက်တယ်အချိုမုတ်တစ်ခုမဟုတ်တစ်ခုကအမြဲတမ်းပါပြီးသားဒါကပုံမှန်သွားနေကြ routine တစ်ခုလိုမျိုးပဲခေါ်ခါးတွေအိမ်တိုင်းမှာအဲ့လိုမျိုးပဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဒီထမင်းစားတဲ့အကျင့်ငငယ်လေးကနေဖြစ်လာဘလောက်ပဲဟိုမှာအမေတွေပြောရလေဘာသာထမင်းနဲ့စားဆိုတာကျွန်တော်တို့အဲ့လိုမျိုးအိမ်ကနေအကျင့်ပါလာဘွေးငါစားရင်လေထမင်းနဲ့စားအဲ့လိုမျိုးဆိုတော့နေ့တိုင်းထမင်းဆိုတော့အဲ့လိုတခုခုစားလိုက်ရင်မာလာရှန်ကိုတော့စားတာပဲဖြစ်ဖြစ်ဟော့ပေါ်တော့စားပဲဖြစ်မူရတော့စားပဲဖြစ်ဘလောက်ပဲစားကောင်းတောက်ကောင်းစားပြီးလာညနေကျရင်ထမင်းတရက်နဲ့မစားရရင်မနေနိုင်ဘူးအဲ့လိုမျိုးဆိုတော့ထမင်းစားတဲ့အကျင့်ကလေလုံးဝဘယ်လိုလဲအကျင့်တစ်ခုလိုဖြစ်နေကွာအဲ့လိုမျိုးဆိုတော့ဒါပေမဲ့ထမင်းမဖြတ်ဘူးဆိုရင်လည်းကျွန်တော်ကဒါပေမဲ့ကျွန်တော်သိတာကျွန်တော်ထမင်းဖြတ်လိုက်ကျွန်တော်ဝိတ်ကြပါတယ်အဲကြောင့်မလို့ဟိုတစ်ခေါက်ကကျွန်တော်ပြောပြပဲလေဒီကျွန်တော်နှစ်ဆက်စချင်းမှာဝိတ်ချရဲဆိုတော့အဲ့ဒါကျွန်တော်ထမင်းကိုတရက်ကိုတစ်နက်ပဲစားတယ်အဲ့တော့ဆိုရင် carbohydrate short တယ်ပြီးရင်အဲ့လိုကျွန်တော်တို့7မှာရတဲ့ chips တွေအာလူချောင်းကြော်တွေ McDonald's တွေ KFC တွေဘာတစ်ခုမှမစားဘူးအဲ့ဆိုတော့ကျွန်တော်ကအဲ့ဒါကြောင့်မို့တလနဲ့15ရက်တလခွဲအတွင်းမှာကျွန်တော်ရဲ့ weight က 10 kg ဆိုတော့ဘယ်လောက်လဲပေါင်20လား15လား20လားအဲ့လောက်ကျသွားတာပေါင်နဲ့တွဲပြီးဆိုပေါင်15 20လောက်ကျသွားတာအဲ့တလခွဲအတွင်းเนาะကျွန်တော်ဆိုရင် exercise လုပ်ဖို့လည်းအချိန်မရှိဘူးဒါပေမဲ့ကျွန်တော်ဘာလုပ်လို့ရလဲဆိုကျွန်တော်အလုပ်ကနေအိမ်ကိုလမ်းလျှောက်ပြန်လာတယ်လမ်းလျှောက်တာကကျွန်တော်အိမ်နဲ့အလုပ်ကိုလမ်းလျှောက်ရင်တနားရီကွက်တိကြတယ်အဲ့ဆိုကျွန်တော်လမ်းလျှောက်ပြီးတော့ပြန်လာတယ်အခုလည်းကျွန်တော်ရဲ့ exercise ထဲမှာဆိုရင်ညနေအလုပ်ကနေအိမ်ပြန်လာရင်ကျွန်တော်လမ်းလျှောက်ပြီးပြန်လာတယ်အဲ့ဆိုတော့ကျွန်တော်ကတခြားexercise ကိုတက်ကြီးအချိန်ပေးပြီးလုပ်เสียတော့မလိုတော့ဘူးစားပါအောင်ဒါတော့တိတ်ချင်ပါ
Hi ဒါတော့ကျွန်တော်ညလာသွားစားပါတော့မယ်ဒီနေ့ကတော့အလုံးမရှိဘူးဆိုတော့တဒန် excuse my angie အဝတ်ပေါ်ဒီနေ့ကတော့ခုညလာသွားစားမယ်ပြီးရင်ဆိုင်ခဏဝင်မယ်အရန်အရေးကြီးတဲ့အရာတစ်ခု my lip အရင်ကလက်ခန်းကဆူဆူပြေပြေလေးSee, and this is my outfit check. Sawadika, good you. Guy. Guy any? So,ไม่เอาผักใช่ ขอบคุณค่ะဒါတော့ခုမှမှာထားတဲ့ကြည့်လိုက်ချက်သားအဖြူအရည်နဲ့ပဲစားတာကြိုက်တယ်အဲ့လိုသွေးထည့်ထားပြီးချက်ထားတဲ့အရည်နဲ့မကြိုက်ဘူးကျွန်တော်ဘန်ကောက်တစ်မျိုးလုံးမှာစားတဲ့ကုတီဆိုင်ဒီဒီဇိုင်းပဲဘာလဲဆိုသူစီမှာချက်သားနဲ့ရလို့ကောက်ဆွဲရတယ်ဒီလိုအရည်ကြီးကောင်းတယ်ခုစီကဒီဇိုင်းကစုတော်တော်ပတောက်လို့ကောင်းတယ်ဟိုမှာမြင်နေရတာတော့ဟိုမှာမြင်နေရကျွန်တော်တို့ဆိုင်ဖြစ်ပါပဲဟိုမှာဆိုင်ရှိမှာနေရောက်စောင့်နေပါပဲสวัสดีค่ะမင်္ဂလာပါဆိုင်လာလေတာဗီဒီယိုလာရိုက်တာสวัสดีค่ะဒါတော့ကျွန်တော်တို့ရဲ့စိုင်ခွဲလေးဖြစ်ပါတယ်ဟုတ်လားဒီမှာဘားကောင်တာလေးဆိုဘယ်လောက်လာလဲအခုကလေဟိုဇနဘုတ်ကလာတဲ့လူတွေကို gimbal ဘယ်လိုရှိရဲဆိုတာလာပြတာသူတို့မမြင်ဘူးတဲ့လူတွေကိုသူတို့ကဇနဘုတ်မှာနေတာဆိုတော့လေသူတို့ကဇနဘုတ်မှာနေတာဆိုတော့ gimbal ဆိုတာဘယ်လိုမျိုးလဲ track လုပ်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုတာမသိလို့ပြဟုတ်ဟုတ်တယ်